Grade 12 Physics Chapter 2 Session 1 က Centripetal Force ကိုအထောက်အပံ့ပေးတဲ့ Normal Force မျက်နှာပြင်ကိုတောင်းပန်ကြတဲ့အားအကြောင်းကိုလေ့လာပါမယ် When a car moves in a circular path ကားတစ်စီးကအဝိုင်းပတ်ကွေ့တော့မယ်ဆိုရင်အဲ့ဒီအဝိုင်းက which is inclined to the horizontal အဝိုင်းကရေပြင်ကြီးမဟုတ်ဘူးနည်းနည်းလေးဆောင်းထားတဲ့ဆိုပါစို့ The reaction force of the road လမ်းရဲ့မျက်နှာပြင်ကကားအပေါ်ကိုပြန်သက်ရောက်ထားတဲ့ reaction force ပြန်လေတုံ့ပြန်အားက acts normally to the car အဲ့ဒီကားကိုတောင်းပန်ကြသက်ရောက်တယ် normal force တွေအကုန်လုံးသည်မျက်နှာပြင်ကနေဝတ္ထုအပေါ်ကိုတောင်းပန်ကြတာသက်ရောက်တယ် resolving this reaction force အဲ့ဒီ reaction force ကို resolve လုပ်မယ် resolve လုပ်တယ်ဆိုတာ grade 10တုန်းကသိပြီးသားပါ x component y component ခွဲတာပါအခုတောင်းပန်ကြနေတဲ့မျက်နှာပြင်ကကိုယူခြင်းတဲ့ coordinate အတိုင်းမဟုတ်ဘူးဆိုရင်အဲ့ဒါကိုယူခြင်းတဲ့ coordinate အတိုင်း x component y component ခွဲရတယ်သူတောင်းပန်ကြနေတာကလမ်းမျက်နှာပြင်ကိုတောင်းပန်ကြနေတာကျွန်တော်တို့ယူခြင်းတာကပုံမှန်ပင်လယ်ရေမျက်နှာပြင်နဲ့ရေညီတာကို x ဝင်ရိုးအပေါ်အောက်ကို y ဝင်ရိုးဒီလိုယူခြင်းတာအဲ့ဒီအခါကျတော့ပုံမှန်လမ်းနဲ့တောင်းပန်ကြနေတော့လည်းပဲကိုယူတဲ့ coordinate အတိုင်းဆိုရင်တော့တောင်းပန်မကြတော့ဘူးနည်းနည်းလေးထောင်ချိုးနေတယ်အဲ့ခါကျတော့ထောင်ချိုးနေတဲ့ vector တွေကိုရေပြင်ကြီးထောင်လိုက်ခွဲတာကို resolve လုပ်တယ်လို့ခေါ်တယ် resolution လုပ်တယ်လို့ခေါ်တယ် resolving this reaction force အဲ့ဒီ normal force ကို into two components နှစ်ပိုင်းခွဲလိုက်မယ် the horizontal component ရေပြင်ကြီးအပိုင်းနောက်တစ်ပိုင်းက vertical အပိုင်း the horizontal components ရေပြင်ကြီးအပိုင်းက acts towards the center of the circle သူရဲ့ဥတီဘက်ကအဝိုင်းပတ်ရဲ့အလယ်ဘက်ကိုဖြစ်နေတယ်ကားကဒီလိုပတ်ကားတစ်စီးကဒီလိုတောင်ဆင်းတောင်တက်တနည်းအားဖြင့်ပြောရင်အဝိုင်းကျင်းတွေကို꿰မယ်ဆိုရင်ကား꿰မဲ့လမ်းရဲ့အပြင်ဘက်ကိုကားဒီလိုလာနေတာဒီလို꿰မှာအပြင်ဘက်ကိုမြင့်ထားရတယ်အဲ့ဒါလို့မြင့်ထားတဲ့အခါကျတော့ဒီမှာတောင်းပန်ကြ contact force ကဒီလိုသက်ရောက်တယ် reaction force ကသို့မဟုတ် normal force ကဒီလိုသက်ရောက်အဲ့ဒီသက်ရောက်တဲ့ကောင်ကို꿰လိုက်တဲ့ရေပြင်ကြီးကဒီအဝိုင်းရဲ့ဗဟိုဘက်ကိုဥတည်နေတယ် and helps the car to move in a car path အဲ့ဒီကားကမြင်ကွေးအတိုင်းလိုက်ဖို့အတွက်အထောက်အပံ့ပေးတယ်အဲ့ဒါလို့သာမဟုတ်ဘူးဆိုရင်ကားကဒီဘက်ကိုအရှိန်များရင်လွင့်ထွက်သွားနိုင်ဒီဘက်တက်ကြီးတော့ထွက်တာမဟုတ်ဘူးပြောခဲ့တဲ့ရှေ့မှာလေစချင်းတော့ဒီဘက်ထွက်တယ်လို့ထင်ရတယ်ဒါပေမဲ့သူကဒီလို tangent အတိုင်းထွက်သွားမှာ the horizontal component of the normal force ရဲ့ရေပြင်ကြီးအပိုင်းသည် is the required centripetal force လိုအပ်နေတဲ့ဗဟိုချင်းအားဖြစ်ပါတယ်ဗဟိုကဒီကားကိုအတင်းဆွဲနေတာမဟုတ်ဘူးပြောခဲ့ပြီးပြီအပြင်ကိုရောက်သွားစေနိုင်တာကိုစန့်ကျင်ပြီးတော့ဗဟိုဘက်ကိုဥတည်တဲ့ net force တစ်ခုရှိလာစေတာသာဖြစ်ပါ